မကြည့်ဘူးအကြည့်ပဲတော့ကြည့်ဘူးဘာလို့ခွေးကြည့်ဘူးတရားပွေဒါလေချောကလက်တွေရောကြည့်တယ်ချောကလက်တော့ချောကလက်တကယ်တခုချောကလက်သာဘလာကြည့်အောင်ဒီခုတစ်ခါတော့ပြီတော့ချောကလက်နောက်တစ်ခုတက်ကြည့်နောက်တစ်ခါတောက်တော့တကယ်ဘယ်တစ်ခါကြမှမှန်လဲလို့ကြည့်အောင်လားချောကလက်ဆိုတော့ချောကလက်ကမှန်သလားမှားသလားနံပါတ်1တော့ပြပါကဲချောကလက်ပြပါပြောလို့မသိဘူးကဲနောက်တစ်ခုမှန်းကြည့်တယ်ချောကလက်မဟုတ်ဘူးနည်းဖွင့်ကဲထားပြီးဖွင့်မင်းအဲ့ဒီဘူးတွေလောထားဖွင့်တယ်ပါဗီဒီယိုရိုက်တယ် YouTube ကတရားပါအဲ့ဒါပြီးဒါထားလို့ထားပါတော့ဟဲ့ကောင်ထားပြီးတော့ဖွင့်ပါတော့ထား YouTube ကတရားမှာထားမပေးမီးဖွင့်လာတော့ဒီကောဖွင့်မီးနည်းဖွင့်ဒါကတည်းကဒါကြဟိုတရားရွာပါအဲ့သက်ကိုဘာလို့ဝယ်လဲအောက်ဝယ်လည်းမသိဘူးကြည့်လိုက်အဲ့သက်ကိုဘာလို့ဝယ်လဲအောက်ဝယ်လဲကြည့်အောင်ရိုက်နေပြီအဲ့ဒီဗီဒီယိုဒီလည်းရိုက်ပါဒါတွေ literal ပေါ့ဟုတ်ကပဲဒီကောင်ဘလို့ပြစ်တာဘလို့ကြားသွားလဲကြည့်ရပါကျတော့ဒီဘက်ရိုက်ကိုပါတော့ပဲဖုန်းဝင်လာအဲ့ဒီဘက်လာဒီဘက်ရိုက်မှရပါအင်းအောင်ဒီဘက်လာအဲ့ဒီရောရတာလေအဘီလီဘောကြီးတာပါလေသိဘူးလေချောကလက်တော့ဟုတ်တော့တက်ပွင့်လေးကဲပြောပွင့်ချောကလက်မဟုတ်ဘူးချောကလက်ဘုရားဘာကြီးလဲကဲအန်ဒီဒီရောနေမှာအဘီလီဘောကြီးလည်းကြောက်ပါကြည့်ဦးဒီသားနဲ့ဘောကြီးလေဒီသားနဲ့ဘောကြီးတွေကိုဒီသားနဲ့ဆိုတော့အဲ့ဒါလေးကြာဒီသားနဲ့ဘောကြီးတော့ဘာကြီးလဲအကြီးပုတ်တယ်ရောဒီပါဖို့နေပါဘောဟာဖေဘလောက်ဖြစ်လဲစက်ကောင်ထဲကြီးပဲဆက်ရှင်းနေကြနိုင်ငံသားကြရပါဒီလာလို့ချီတယ်အော်ပတ်စံရေးသူ့ပတ်စံရေးဟုတ်တယ်ပတ်စံရေးမနေ့ကတော့သွားတာလေသေးစီလေးပဲရောသေးကြီးတာပေးပါဗောအမလေးသေးဘောတာပေးရပါ1900တော့1900ဘယ်တော့1900အော်အဘဲဝယ်ရလေကားနေဘာကြီးကနန်းသားမရှိတယ်လေအပြောင်းပါလေတော့ကြောက်လို့မရဘူးတော့ဒီကြည့်အထက်ပါကြီးလားကြည့်ဟောစာရေးတယ်စာရေးထားတယ်စာလေးထက်ပဲဟုတ်ကဲ့ကြပါအဲ့ဒါစာဆယ်ရတန်းဒီထက်မြင်ရဒီဝါလည်းပဲဟုတ်တယ်အဲ့တော့ကိုင်းနေဟောစာလေးပါရေးတာဖတ်တယ်လေးကဖတ်လိုက်တာဖတ်လိုက်ဒီဝါလည်းကန်ရတယ်ဒါရဲ့အစင်နဲ့ဒီထက်မြင်ရမယ်ကြားလားကျိုးစားမယ်ဒီထက်ကောင်းတယ်ဝါလည်းကိုကန်နေဝါရအောင်ကျိုးစားပါသားဟုတ်လားဟုတ်တယ်အမေတော့လည်းရောက်စီပါဟုတ်တယ်ကဲကြောက်ပါလေဟုတ်တယ်ဘယ်လောက်လဲကြည့်လိုက်သေးရပါပါတယ်ဘယ်လိုသိလားဘယ်လိုသိလဲတော့ယောဘယ်တော့သူတားဖေတောက်ဝယ်ထားတယ်အမေလည်းမခေါ်ပဲခေါ်ရကြတော့ပတ်သက်ရမရှိတော့အမေမခေါ်လဲဘယ်လိုသိလဲဘယ်လိုသိလဲကြည့်ဦးတိုင်းစစ်သားကဲနှစ်သိစစ်သားကဲခလေးကမနေ့ကမှတောင်းမယ်ဆိုတော့ပတ်သက်ရမရှိတော့တောင်းပါပတ်သက်ရမရှိဘူးဦးကိုစုခေါ်တယ်မှာကိုစိတ်လုံးကြည့်ရဲ့ဒီမှာလေပေါ်လာခဲ့ပြီဘယ်လိုလဲပေါ်လာမှာဘယ်လိုလဲမစံရမပြောပါနဲ့ဝါတာအဲ့ဒါမပြောစင်နဲ့နော်လာပဲ